မင်္ဂလာပါကလေးတို့ကြီးဦးတို့ရဲ့ဖုန်းမြဲယူချချင်တဲ့နေရာကြီးပြန်လေချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာကျော်ဤစုပ်ပုံကြီးတွေဟာမြေခွေးနဲ့ကြီးကန်းအကြောင်းကိုဖျက်ပြပေးသွားမှာဖြစ်ပါတယ်ပုံမြင်နေမစခင်ဦးတို့ရဲ့ယူချချင်တဲ့ကို like and subscribe လုပ်ပေးကြအောင်နော်ဟိုးရှိတော့ဟာတစ်ပင်ကြီးတွေအိုးဆိုင်ဆိုင်ရှိတဲ့တော့ကြီးတစ်ခုထဲမှာကြီးကန်းတစ်ကောင်ရှိပါလေဒီနေ့မှတော့အဲ့ဒီကြီးကန်းကံကောင်းထုံးမှစွာနဲ့လူနေအိမ်ကျွေးဘက်ကနေရတာရှိတာတဲ့ငငယ်တုံးကြီးတုံးကိုရလာခဲ့ပါတယ်ကြီးကန်းဟာအဲ့ဒီငယ်ကြီးကိုနှုတ်သီးနဲ့ခဲပြီးဘသူမှမနှောက်ရှင်းနိုင်နေတစ်ပင်မြင်ကြီးတစ်ပင်ပေါ်မှာနားလိုက်ပါတယ်သူဟာအဲ့ဒီငယ်ကိုအေးစစ်စစ်ရတာခံစားတော့မလို့ပြင်းနေတဲ့အချိန်မှာပဲအစာရထွက်လာတဲ့မြေဝေးတစ်ခါတစ်ပင်ဟောက်ကိုရောက်လာပါတယ်မြေကရအပေါ်မော့စီလိုက်တဲ့အခါကြီးကန်းရဲ့နှုတ်သီးတဲ့ဟာဝါဝင်းရင်ပြီးဝေးဆိုင်နေတဲ့ဒင်ရဲတုံးကြီးကိုမြင်လိုက်ရပါတယ်မြေဝေးရတရေရီချလာပြီးဒီတင်ခဲကိုရအောင်ယူမဖြစ်မဲ့လို့ကြံစီပါတော့လေကြီးကန်းစီကနေတင်တွေးယူဖို့ပါတဲ့တစ်ပင်ဟာမြင်လို့နေတဲ့အတွက်မြေဝေးရသူ့ရဲ့ပါနဲ့တဲ့ရှာကိုထုတ်ချဖို့ဆုံးဖြတ်လိုက်ပါတယ်မြေဝေးရတစ်ပင်အောက်ကနေအတန်ကိုအချိုဆုံးလုပ်ပြီးကြီးကန်းကိုလှမ်းနှုတ်ဆက်လိုက်ပါတယ်။အိုးဆွေကြီးကန်းရေဒီနေ့ကြီးရတကောလုံးဝင်ပါပြီးရန်ကိုခံရနေပါလား။အဆွေရဲ့ထောက်မှနေရတဲ့ပူသားလေးတွေလို့ပြောင်လက်နေတာပဲ။အဆွေရဲ့မျက်လုံးတွေကလည်းစိန်စစ်စစ်တွေလို့တောက်ပနေလိုက်တာလို့အမွန်းတင်ပြီးစပြောပါတယ်။ကြီးကန်းကမြေခွေးရဲ့စကားတွေကိုကြားတော့စိတ်ထဲမှာကြီးနေသွားပါတယ်။ဒါပေမဲ့သူကဘာမှပြန်မပြောပဲတင်ရဲကိုမြင်းမြဲခဲထားတော့မှာပဲ။ဒီကခြေနေကောင်းတာကိုသိတာနဲ့ထက်ပြီးမြောက်ပြင်ပါလေအဆွေကြီးကအဆွေရဲ့ရုပ်ရည်ကဒီလောက်လှပနေအဆွေရဲ့အတန်ကလည်းအဲ့ဒီကားတို့ထက်တာရမှအသေးချပဲကျုပ်ဖြင့်အဆွေရဲ့တာရလာတဲ့အတန်လေးကိုခါလောက်ဖြစ်ဖြစ်နားထောင်ချင်လာပါပြီတော့အဆွေသားတစ်ချင်းတစ်ပိုးလောက်ဆူပြမယ်ဆိုရင်ကျုပ်ကအဆွေကိုငှက်တို့ဘယင်းလို့တော့တတ်မှတ်မှာပါလို့ဆိုလိုက်ပါလေဒီစခါကြီးကန်းဟာမာနကြီးတက်သွားပါတော့လေသူကသူ့မှာတန်ကားရှိတယ်ဆိုတာကိုတက်တည်ပြခြင်းနဲ့စိတ်နဲ့ညီခွေရဲ့အလဲစားကိုမိသွားပါလေသူကအားရပါရတချင်းဆိုးဖို့ပါဇက်ကိုဟားလိုက်တဲ့အချိန်မှာပဲခွပ်ဆိုပြီးနှုတ်သီးတဲ့ဒင်ရဲတုံးကြီးကအောက်ကိုပြုတ်ကျသွားပါလို့လေတဲ့ပြောင်မှာအစင်သစ်ဆောင်နေတဲ့ညီခွေကဒင်တုံးကြီးကိုမြေကြီးပေါ်မကျခင်မှာပဲဖန်ယူလိုက်ပြီးတခါလေးဝါစားပြလိုက်ပါလေညီခွေကဘိုးဝတ်သွားတဲ့အခါမှာလို့ကြီးကန်းကိုလှမ်းကြည့်ပြီးလောင်ပြုံးပြုံးမှဆွေကြီးရဲ့အဆွေရဲ့အတန်ကတော့ကျုံနားထောင်များလေးမှာအစိုးဆုံးပဲအဆွေမှာရုပ်ရည်ရှိစီရှိပဲဒါပေမဲ့အုံတော့တော့လုံးဝမရှိဘူးပဲမှတ်ထားပါမြောက်ပင်စကားပြောတဲ့သူတိုင်းကအကျုံမြက်တစ်ခုကိုမြောက်ကိုပြီးပြောလာပါပဲလို့ဆိုပြီးပြောပြီးထွက်သွားပါလို့လေပုံမြင်လေးကတော့တလားပါပဲဒီပုံမြင်လေးရဲ့ပေးတဲ့တင်ရန်စာတော့မိမိကိုအလွန်ချင်းမြောက်ပြီးပြောဆိုလာသူတွေကိုတတိထားရပါမယ်သူတို့ဟာကိုယ်စီကတခုခုကိုလိုချင်လို့ဖြစ်နိုင်ပါလေမိမိကိုအထင်ကြီးလို့နဲ့မာနစိတ်ဟာအမားတွေကိုဖိတ်ခေါ်တတ်ပါလေပြောက်ပင်စကားနဝင်ချိုတော့လေဘေးရနေရဲ့ဖြစ်စီတတ်တယ်ဆိုတာပါပဲဒီပုံမြင်လေးဟာလူလောကထဲမှာတစ်ဖက်သားရဲ့အားနည်းချက်ကိုအတုံးချပြီးအကျိုးမြင့်ရှာတတ်တဲ့သူတွေရှိတယ်ဆိုတာဒီနေ့ပေးနေတာပဲဖြစ်ပါလေဒီပုံမြင်လေးကကြီးကန်းကိုတနာကိုကောင်းတယ်လို့ထင်ပါသလားဒါမှမဟုတ်ကြီးကန်းကိုယ်တိုင်ကဆင်းရဲလို့တရားနဲ့တယ်လို့ထင်ပါလားအထက်ရောဘလို့ပုံမြင်လေးတွေကိုဖြတ်ပြခြင်းလည်းဦးကိုပြောတာပြောနော်အထက်ပုံမြင်လေးနဲ့ပြန်တွေ့ကြမယ်တတ